ဒီဘက်မဲ့ grammar လေးဖြစ်တဲ့နာနီနာနီအိုင်ဒါနာနီနာနီအိုင်ဒါနီဆိုတဲ့ grammar လေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်အဲ့တော့ဒီအိုင်ဒါနီဆိုတဲ့ grammar ကလည်းပဲဥချီနီနဲ့မြန်မာလိုအဓိပ္ပာယ်အတူတူပဲပေါ့နော်သူ့ကိုလည်းပဲမြန်မာလိုအဓိပ္ပာယ်နိုင်နာနီအတော်သွေးနိုင်နာနီနေတော့မှလို့ဘာသာပြန်နေပေါ့နော်အဲ့တော့ N3 ရောက်လာတဲ့အခါမှာ N4 တုန်းကလိုမျိုးပေါ့နော်ဒီမြန်မာလိုအဓိပ္ပာယ်တစ်ခုတည်းကိုပဲ grammar တစ်ခုကိုမှတ်လို့မရဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းပဲဥချီနီနဲ့အိုင်ဒါနီကမြန်မာလိုအဓိပ္ပာယ်အတူတူပဲအဲ့တော့ဒီ level မြင့်လာတာနဲ့အမျှပေါ့နော်ဒီမြန်မာလိုအဓိပ္ပာယ်ကိုမှတ်ရမှာမဟုတ်ဘဲနဲ့ဘယ်လိုမျိုးအခြေအနေမှာဘယ်လိုမျိုးအသုံးနှုန်းသုံးလဲဆိုလဲပေါ့နော်အခြေအနေပေါ်မူတည်ပြီးတော့မှတ်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ grammar တစ်ခုကိုလေ့လာတဲ့အခါမှာသူ့ရဲ့မူရင်းအဓိပ္ပာယ်ပေါ့နော်ကွင်းစာကွင်းမိတ်ထဲမှာဘာကိုဆိုလိုတာလဲဘာကိုအဓိကပြောချင်တာလဲပေါ့နော်ပြီးရဲ့နောက်မှာသူ့ရဲ့အရှိမဘာတွေလိုက်လဲအနောက်မှာဘာတွေလိုက်လဲဆိုတဲ့ဟာမျိုးကိုအဓိကထားပြီးတော့မှတ်ရမှာမျိုးလေရှိလာပြီပေါ့နော်ခဲဒါဆိုရင်အိုင်ဒါနီရဲ့ grammar လေးကိုစပြီးတော့လေ့လာကြည့်ကြရအောင်အဲ့တော့အိုင်ဒါကိုစပြီးတော့လေ့လာမယ်ပေါ့နော်နနနီအိုင်ဒါကဘလို့အခြေအနေမှာသုံးတာလဲဆိုတော့နနနီの状態が続いている時ずっとタンタンタンするずっとタンタンタンの状態だနနီの状態がဆိုတာကနနီလို့ဆိုတဲ့အခြေအနေတွေက続いている時ပေါ့နော်ဇက်တိုက်ဖြစ်နေတဲ့အတော်အတွင်းမှာပေါ့နော်ずっとတောက်လျှောက်တန်ဆူရူတန်ကိုလှုပ်တယ်ずっとတောက်လျှောက်တန်တော့ဂျော်တိုင်းတာတန်လို့ဆိုတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီအိုင်ဒါဆိုတာက A ဆိုတဲ့အခြေအနေတည်းကဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတဲ့အတော်အတွင်းမှာ B ဆိုတဲ့အခြေအနေကလည်းပဲဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးကိုပြောတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနာနီဝါဆိုတာကကြတော့သူ့ရဲ့အရှိမဘာလိုက်တာလဲဆိုတဲ့သင်္ကေတလေးမှာဆိုလို့ရှိရင်သူ့ရဲ့ပေါ့နော် grammar ရဲ့အိုင်ဒါရဲ့အရှိမဆိုလို့ရှိရင်ケイソブ的なことを表すပုံဇက်တိုက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းအဲ့တော့ဒါလေးကအဓိက highlight ပြရမယ့်နေရာလေးပေါ့နော်ဒီအိုင်ဒါရဲ့အရှိမဆိုရင်ဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်ပြီးတော့သူ့ရဲ့အနောက်မှာကလည်းဘာတွေလိုက်တာလဲဆိုတော့တန်မို့အနောက်မှာလဲပဲတဲ့ケイソブ的なことを表すပုံဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းလိုက်ပါတယ်ပြောချင်တာကပေါ့နော်အိုင်ဒါဆိုလို့ရှိရင်သူ့ရဲ့အရှိကောအနောက်ကောဒီဇက်တိုက်ဖြစ်နေတဲ့တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေတွေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အိုင်ဒါနီကိုဆက်ပြီးတော့ကြည့်ကြရအောင်အိုင်ဒါနီရဲ့အဓိက main အဓိပ္ပာယ်ကကြတော့ナニナニの状態が続いている時タンするタンが起こるナニナニの状態がဆိုတာナニナニလို့ဆိုတဲ့အခြေအနေက続いている時にဇက်တိုက်ဖြစ်နေတဲ့အတော်အတွင်းမှာအချိန်ခါမှာတန်ဆူရုတန်ကိုလုံမယ်တန်ကအိုကိုရုတန်ကဖြစ်ပေါ်တယ်လို့ပြောတဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အရှိမပါလိုက်လဲဆိုတော့ケイソク的なことを表す言葉ဇက်တိုက်ဖြစ်တယ်ဆိုတဲ့အခြေအနေတွေကိုဖော်ပြတဲ့စာကြောင်းပေါ့နော်အဲ့တော့ခုနကအိုင်ဒါနဲ့အတူတူပဲအိုင်ဒါနီရောရဲ့အရှိမကဘာတွေလိုက်တာလဲဆိုတော့ဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေတွေကိုဖော်ပြတဲ့စာကြောင်းလိုက်တယ်ပေါ့နော်အဲ့တော့အိုင်ဒါနီရဲ့အနောက်မှာကဘာလိုက်လဲဆိုတော့ရှုံးခံတက်ကိနာကိုတိုအာရာဝစုပုံလျှက်တစ်ပြက်တရင်ကဖြစ်တဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်ပါတယ်တဲ့အဲ့တော့အဓိကပေါ့နော်ဒီ grammar လေးကိုတစ်ခေါက်ပြန်ပြီးပြောရမယ်ဆိုရင်အိုင်ဒါနဲ့အိုင်ဒါနီရဲ့ grammar ကမြန်မာလိုဆိုရင်အတော်အတွင်းနေတုံးမှာဆိုရင်အဓိပ္ပာယ်ရတယ်ပေါ့နော်အိုင်ဒါမှာကကြတော့အရှိကောအနောက်ကောဒီဇက်တိုက်ဖြစ်နေတဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တာဖြစ်ပြီးတော့အိုင်ဒါနီမှာကကြတော့အရှိကတော့ဇက်တိုက်ဖြစ်တဲ့အခြေအနေကိုဖော်ပြတယ်အနောက်မှာကကြတော့လျှက်တစ်ပြက်အခြေအနေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်ပါတယ်။ကဲဒါဆိုရင်သူနဲ့တဲတုံနဲ့ဆယ်စုစကုရှိတွေကိုကြည့်ကြရအောင်။အဲ့တော့အိုင်ဒါကောအိုင်ဒါနီကောကသုံးတဲ့ဆယ်စုစကုရှိကအတူတူပဲ။ဥချင်းကြီးလိုမျိုးပေါ့နော်။အတိတ်ပဲပေါ်မူတည်ပြီးတော့ဆယ်စုစကုရှိပြောင်းတာမျိုးမဟုတ်ဘဲနဲ့အိုင်ဒါရောအိုင်ဒါနီရောဒီဆယ်စုစကုရှိကတစ်မျိုးပဲသုံးတယ်ပေါ့နော်။ဘာတွေသုံးတာလဲဆိုတော့မဲဆိုတဲ့မဲရှိနောက်မှာဆိုရင် not ကပ်ပြီးတော့သုံးတယ်။ဒိုးဆိုတဲ့ဒိုးရှိ buff မှာဆိုရင် G-Shock ခဲဆိုတဲ့ dictionary found သုံးတယ်တေးရု found လိုက်တယ် 9K ဆိုတဲ့9 found နေနဲ့ AIDA ရော AIDA နီရောသုံးတယ်ပေါ့နော်ကဲဒါဆိုရင်1番をဖတ်ကြည့်ကြရအောင်お母さんが昼寝をしている間子供たちはテレビを見ていたお母さんがအမေကပေါ့နော်昼寝をしている間နေ့လေအိတ်နေတဲ့အတော်အတွင်းပေါ့နော်နေ့လေတအောင်တနာအိတ်နေတဲ့အတော်အတွင်းမှာ子供たちはကလေးတွေဒီテレビを見ていたရုပ်ရှင်ကိုဗီဒီယိုကိုကြည့်ခဲ့တယ်ပေါ့နော်
ဒီမှာဆိုရင်အိုင်ဒါနီရဲ့အရှိမပေါ့နော်တေးရူဖောင်နေပေါ့နော်ဇက်တိုက်ဖြစ်နေရဆိုအခြေအနေတရက်ပေါ့နော်အမေကအိတ်နေတယ်ဆိုရင်ဇက်တိုက်ဖြစ်နေတဲ့အခြေအနေတရက်လိုက်ပြီးတော့အိုင်ဒါရဲ့အနောက်မှာလည်းပဲဇက်တိုက်ဖြစ်နေရဆိုတဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းပေါ့နော်တေးရူဖောင်နဲ့တုံးသွားတယ်ပေါ့နော်မြစ်တေအစ်တာဆိုတဲ့စာကြောင်းနဲ့တုံးသွားတယ်ပြောချင်တာကဥပမာနေ့လည်ခင်းအိတ်တယ်ဆိုတဲ့အချိန်က2နာရီရှိရပဲထားပါတော့ဗောနော်အမေကနေ့လည်2နာရီအိတ်နေတဲ့အတော်အတွင်းမှာကလေးတွေကလည်း2နာရီလုံးတောက်လျှောက်ကိုရုပ်ရှင်ကြည့်နေတယ်ဆိုတော့အတိတ်ပဲကိုဖော်ပြတဲ့အခါမှာအာယိဒါကိုတုံးနေပေါ့နော်ပြောချင်တာအာယိဒါကိုတုံးနေဆိုရင်အရှိကအခြေအနေကမှ2နာရီကြာရဲဆိုရင်နောက်ကအခြေအနေကလည်း2နာရီလိုက်ကြာရဲအရှိကအခြေအနေကတစ်ပတ်ကြာရဲနောက်ကအခြေအနေကလည်းတစ်ပတ်လိုက်ကြာရဲအရှိကအခြေအနေကတစ်လကြာရဲနောက်ကအခြေအနေကလည်းတစ်လလိုက်ကြာတယ်ပေါ့နော်ပြောချင်တာကအရှိကအခြေအနေအတိုင်းနောက်ကအခြေအနေကလည်းလုံးဝထပ်တူညီတူဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးကိုဖော်ပြခြင်းအာယိဒါကိုတုံးပါတယ်ဟိတ်ချနိဗ္ဗာန်ကိုဖတ်ကြည့်ကြရအောင်私が横で留守の間うちの犬の世話をお願いできないでしょうか私がကျွန်တော်က横でခရီးကိစ္စဖြစ်ပေါ့နော်လူစုの間ဆိုလူစုဆိုတာအိမ်မှာလူမရှိတဲ့အတော်အတွင်းပေါ့နော်အိမ်မှာမရှိတဲ့အတော်အတွင်းမှာတဲ့うちの犬の世話をအိမ်ကခွေးလေးရဲ့ပေါ့နော်ဒီနေထိုင်စားတောက်မှုကိုお願いできないでしょうかကူညီပေးလို့ရနိုင်မလားဆိုပြီးပြောတာဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီအာယိဒါအရှိရောအနောက်ကောဒီဇက်တိုက်ဖြစ်တဲ့အခြေအနေကိုဖော်ပြတာပြောချင်တာက तू ကခရီးထွက်တယ်ဆိုတာတစ်ပတ်လေကြာကောင်းကြာနိုင်တယ်ပေါ့နော်အဲ့တော့ तू ထွက်တဲ့အချိန်ကတစ်ပတ်ကြာတယ်ဆိုရင်သူ့ရဲ့ခွေးရဲ့ပေါ့နော်ပြုစုဆောင်ရှောက်မှုကိုလည်းပဲတစ်ပတ်လုံးလုပ်တယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်လုပ်ပေးလို့ရမလားဆိုပြီးအာယိဒါရဲ့အရှိကောအနောက်ကောအခြေအနေမျိုးဒီဇက်တိုက်ဖြစ်တဲ့အခြေအနေမျိုးကိုဖော်ပြတဲ့အခါမှာတုံတဲ့အတုံးနှုံတွေဖြစ်တယ်ပေါ့နော်はいじゃあ3番をဆက်ပြီးတော့ဖတ်ကြည့်ကြအောင်お母さんが昼寝をしている間に子供たちは遊びに出かけたお母さんがအမေကပေါ့နော်昼寝をしている間にဆိုတာကနေ့လယ်ဘက်အိတ်ရေးကိုပြုလုပ်နေတဲ့အတော်အတွင်းမှာပြောချင်တာကနေ့လယ်ဘက်အိတ်နေတဲ့အတော်အတွင်းမှာခိုတိုမိုတာချီဝကလေးတွေဒီအဆိုဘီနီတက်ကကတာအဖို့အတွက်အပြည့်ထွက်ခဲ့တယ်ပေါ့နော်အဲ့တော့အာယိဒါနီကကြတော့ဘလို့အခြေအနေမှာသုံးတာလဲဆိုတော့ခုနကရှင်းပြတဲ့အတိုင်းပြန်ပြီးတော့ရှင်းပြမယ်ဆိုရင်အမေကနေ့လယ်ဘက်အိတ်တဲ့အချိန်ဒီ2နာရီကြာရပဲထားပါတော့ပေါ့နော်အဲ့တော့အဲ့2နာရီကြာတဲ့အတော်အတွင်းမှာအဖြစ်အပျက်တစ်ခုအခြေအနေတစ်ခုဖြစ်ပွားသွားတယ်ဆိုတဲ့ဟာမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်ဒီမှာဆိုရင်အမေက2နာရီအိတ်နေတဲ့အတော်အတွင်းမှာကလေးကကစားဖို့အတွက်အပြင်ထွက်သွားတယ်အဲ့ဒီအချိန်အတော်ဒီမှာသူကထွက်သွားတာသူထွက်သွားတဲ့အချိန်ကပထမအာယိဒါလိုမျိုးပေါ့နော်အမေက2နာရီအိတ်နေတဲ့အတော်မှာ2နာရီလုံးရုပ်ရှင်ကြည့်တာမျိုးမဟုတ်ဘဲနဲ့အမေ2နာရီအိတ်နေတဲ့အတော်ဒီမှာသူကအဲ့2နာရီအတော်အတွင်းမှာအပြင်ကိုခဏထွက်သွားတာလေဖြစ်ကောင်းဖြစ်နိုင်ဒါမှမဟုတ်ရင်2နာရီကြော်ပြီးမှပြန်ကောင်းပြန်လာလေဖြစ်နိုင်တယ်ပေါ့နော်ပြောချင်တာကဒီအခြေအနေအတော်အတွင်းမှာအပြုတ်မှုတစ်ခုလျှက်တစ်ပြက်အပြုတ်မှုတစ်ခုကိုလှုပ်ဆောင်တယ်လို့ပြောတဲ့အခါမျိုးမှာသုံးတဲ့အသုံးနှုန်းလေးဖြစ်ပါတယ်ဟိုက်ကြရွန်းပံကိုဆက်ပြီးတော့ကြည့်ကြရအောင်私が横で留守の間に庭に草がたくさん生えてしまった。私がကျွန်တော်ကပေါ့နော်横でဆိုတာကခရီးကိစ္စဖြစ်လူစုの間にအိမ်မှာမရှိတဲ့အတော်အတွင်းမှာနေဝနိပေါ့နော်ပန်းကြံမှာခုစကမြက်တွေကたくさん生えてしまったအများကြီးပေါက်နေခဲ့ပြီလို့ပြောတာဒီမှာဆိုလို့ရှိရင်ကြတော့သူကအာယိဒါနီကပေါ့နော်အရှိကအခြေအနေကတော့စက်တိုက်ဖြစ်နေသူကခရီးထွက်တာဖြစ်တဲ့အတွက်ကြောင့်တစ်ပတ်ကြာတယ်ပဲထားပါတော့ပေါ့နော်မြက်ပင်ဒီကပေါက်ရောက်ခဲ့တယ်ဆိုတော့လျှက်တစ်ပြက်အခြေအနေပေါ့နော်အမှမြက်ပင်ပေါက်တယ်ဆိုတာကသူသွားတာနဲ့ထောက်လျှောက်ပေါ့နော်ဟိုအချိန်နဲ့အမျှအချိန်နေတာမျိုးမဟုတ်ဘဲနဲ့သူမတိလိုက်တဲ့အချိန်တွေအတွင်းမှာလျှက်တစ်ပြက်အတော်အတွင်းမှာမြက်ပင်တွေကအများကြီးပေါက်ရောက်ခဲ့တယ်လို့ပြောတဲ့အခါမျိုးမှာသုံးတဲ့အသုံးနှုန်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအာယိဒါနဲ့အာယိဒါနီကိုခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နှစ်ခုစလုံးဒီမြန်မာလိုအတော်အတွင်းနေတုံးမှာဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒါပေမဲ့အာယိဒါကကြတော့သူ့ရဲ့အရှိကောအနောက်ကောဒီဇက်တိုက်ဖြစ်နေတယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုဖော်ပြဥပမာအမေ2နာရီအိတ်တယ်ဆိုရင်အပြုတ်အမူတစ်ခုသူ့ရဲ့အနောက်ကအပြုတ်အမူကအာယိဒါနဲ့တွဲတုံးတဲ့အပြုတ်အမူက2နာရီတောက်လျှောက်ဖြစ်နေတဲ့ဟာမျိုးပေါ့နော်အာယိဒါနီကကြတော့အရှိကအခြေအနေကတော့တောက်လျှောက်ဖြစ်နေတာအနောက်ကအခြေအနေကတော့လျှက်တစ်ပြက်ဖြစ်ပွားတယ်ဆိုတဲ့အခြေအနေဥပမာအမေ2နာရီအိတ်နေတဲ့အတော်အတွင်းမှာအဲ့ဒီအတော်အတွင်းမှာအဖြစ်အပျက်တစ်ခုဖြစ်ပွားသွားတာဥပမာဒီဥပမာမှာဆိုရင်သူကကလေးကကစားဖို့အတွက်အပြင်ထွက်သွားတယ်ဆိုတဲ့ဟာမျိုးပြောတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အမေအိတ်နေတဲ့အတော်အတွင်းမှာကလေးကပကတ်ပေါ်ကပြုတ်ကျခဲ့ဒါဆိုလို့ရှိရင်ကြတော့ဒီ2နာရီလုံးတောက်လျှောက်ပြုတ်ကျတာမျိုးမဟုတ်ဘဲနဲ့အဲ့2နာရီအတော်အတွင်းမှာအဖြစ်အပျက်တစ်ခုဖြစ်ပွားသွားတယ်ဆိုတဲ့ဟာမျိုးလျှက်တစ်ပြက်တင်ကအဖြစ်အပျက်မျိုးဖြစ်ပွားတယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တဲ့အခါမှာအာယိဒါနီကိုသုံးပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကိုအကြမ်းဖျင်းအဖြစ်နားလည်ပြီးဆိုတော့ note လေးနဲ့တစ်ခေါက်တော့ပြန်ပြီးတော့သေချာမှတ်ကြည့်ကြရအောင်။ဒီဘမ်းမဲ့ grammar လေးကနိုင်နိုင်အာယိဒါနီပေါ့နော်။အဲ့တော့
သူကကြတော့ဥချီနီနဲ့မတူတာကကြတော့ဆယ်စုစကူရှိကအာရီဒါကောအာရီဒါနီရောဒီအတူတူပဲသုံးတယ်ဘာဖောင်တွေတွဲသုံးတာလဲဆိုတော့ verb ဆိုရင် dictionary found 9 found 32 found သုံးတယ် noun ဆိုရင် not ကပ်ပြီးတော့သုံးတယ်ပေါ့နော်ခဲရောရှိတွေမသုံးဘူးပေါ့နော် adjective တို့ not adjective ဆိုတဲ့ adjective တွေမသုံးဘဲနဲ့ verb နဲ့ noun နဲ့ပဲသုံးတာပေါ့နော် noun ဆိုရင် not ကပ်ပြီးသုံးတယ် verb မှာအတိတ်တို့အတိတ်အရင်းတို့မသုံးဘူးပေါ့နော်အာရီဒါဆိုလို့ရှိရင်တော့အရှိကအခြေအနေကောနောက်ကအခြေအနေရောကခဲစကုဆိုရယ်ဇက်တိုက်ဖြစ်နေရတောက်လျှောက်ဖြစ်နေရဆိုတဲ့ဟာမျိုးကိုပြောချင်တဲ့အခါမှာသုံးတာဖြစ်ပြီးတော့အာရီဒါနိဆိုလို့ရှိရင်ကျတော့အရှိကအခြေအနေကတော့ဇက်တိုက်ဖြစ်နေရအဲ့လိုမျိုးဇက်တိုက်ဖြစ်နေတဲ့အတော်အတွင်းမှာအနောက်ကအခြေအနေတရက်ကလျှက်တစ်ပြက်ဖြစ်ပေါ်တယ်ပေါ်ပေါက်တယ်ဆိုတဲ့ဟာမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်ပါတယ်သူလည်းပဲဥချီနိလိုမျိုးပေါ့နော်အတိတ်တို့အတိတ်အငင်းတို့မသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့စာမေးပွဲမှာပေါ့နော်အာရီဒါနီကိုတွေးထားတယ်အောက်မှာရွေးချယ်စရာတွေမှာပေါ့နော်အတိတ်တို့အတိတ်အငင်းတို့ပုံစံပါနေရဆိုလို့ရှိရင်တွေးဝေစရာမလိုပဲနဲ့တခါရဲပယ်လိုက်လို့ရတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်အာရီဒါနီဆိုတဲ့ grammar လေးကိုလည်းနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်マイ未来へいちごでスタート